မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့ American ပြည်ထောင်စုရဲ့အလို့သမားနည်းကိုကြည့်ရင်းနဲ့လေ Zomi နိုင်ငံရေးပူးပေါင်းညီနိုင်ရေးကောင်စီZPCC ပေါ့နော်သူတို့ကဒီနေ့ကိုဘယ်လိုမျိုးထူးခြားတဲ့ရှုထောင့်ကနေချဉ်ကပ်ထားတယ်ဆိုတာကိုနည်းနည်းအသေးစိတ်ကြည့်ချင်ပါတယ်ဟုတ်ကဲ့ခင်ဗျစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါအထူးသဖြင့်သူတို့ရဲ့ရှုထောင့်ကဘယ်လိုကွဲထွက်နေမလဲဆိုတာပေါ့ဟုတ်ပါတယ်ကျမတို့အဓိကအခြေခံပြီးပြောသွားမှာကတော့ CPCC ရဲ့ပြည်သူ့ဆက်ဆံရေးဌာနကထုတ်ပြန်ထားတဲ့ကြေညာချက်ပါ2025ခုနှစ်စက်တင်ဘာလ10ရက်နေ့ American အလို့သမားနေ့မှာပဲထုတ်ပြန်ခဲ့တာဟုတ်ကဲ့ခေါင်းစဉ်က Zomi အလို့သမားနေ့အလို့နဲ့စီးလုံးညညမှုမှာတဆင့်နိုင်ငံတော်တည်ဆောင်ခြင်းတော့အဲ့ဒီခေါင်းစဉ်တိုင်းပဲဆိုတော့ဒီနေ့ကျမတို့ရဲ့တဲကရွေချက်ကဒီ ZPCC ဆိုတဲ့ဖွဲ့စည်းကအလုတ်ဆိုတဲ့ idea ကိုလေသူတို့ရဲ့အမျိုးသားရေးလက္ခဏာတို့နိုင်ငံရေးမျှော်မှန်းချက်တွေတို့လက်ရှိကြိုးပမ်းမှုတွေနဲ့ဘလို့များချိတ်ဆက်ပြသွားတယ်လဲဆိုတာကိုနားလည်ဖို့ပါပဲဟုတ်ပါတယ်ဇိုကန်အတွင်းမှာပဲဖြစ်ဖြစ်ဟိုကဘာအနှံ့ကပြီပါရောက်ဇိုမီအတိုင်းအဝိုင်းအတပဲဖြစ်ဖြစ်ဒီအလုတ်ဆိုတာကိုဘလို့အထိပ္ပယ်ပေးထားလဲကြည့်ရမှာပေါ့ဟုတ်တယ်တကယ်စိတ်ဝင်စားဖို့ကောင်းတာကဒီကြီးညာချက်ထုတ်တဲ့နေ့က American အလုပ်သမားနေ့နဲ့တိုက်ဆိုင်နေတာဒါကအမတ်တမဲ့လားဒါမှမဟုတ်ပိုပြီးနဲ့ရှမ်းရှမ်းရည်ရွယ်ချက်ရှိနေမလားစဉ်းစားကြပဲဟုတ်ကဲ့အဲ့ဒါလည်းထည့်စဉ်းစားရမယ့်အချက်တစ်ခုပါကောင်းပြီလေဒါဆိုပထမဆုံးအပိုင်းကိုစလိုက်ကြအောင်အလုပ်သမားနေ့နဲ့ဆိုမိအမျိုးသားရေးလက္ခဏာချိတ်ဆက်ပုံပေါ့ဒီကြီးညာချက်က American အလုပ်သမားနေ့မှာဂုဏ်ပြုကြတဲ့ကဘာသုံးယူဆအလုပ်ရဲ့ဂုဏ်တိခါဆိုတာကိုယူပြီးတော့လေဇိုမီတွေရဲ့တိချက်အခြေအနေနဲ့ဘလို့ချိတ်ပြထားလေဒီချိတ်ဆက်ပုံကတော်တော်လေးစနစ်ကျတယ်လို့ပြောရမယ်သူတို့ကနိုင်ငံတကာအတိမတ်ပြုခန္ဓာတစ်ခုကိုယူပြီးတော့ဇိုမီတွေရဲ့ကိုပိုင်စက်ကြောင်အမျိုးသားရေးစက်ကြောင်ကိုပြောဖို့အသုံးချလိုက်တာကြီးညာချက်မှာကြည်ရင်အလူဆိုတာကိုစောက်ရီရဲ့အတွက်တက်လောက်ရတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်လူတယောက်ရဲ့ဂုဏ်တိခါပြီးတော့လူဖွဲ့စည်းမှာပါဝင်ပတ်သက်မှုနောက်ကိုမျိုးဆက်အတွက်ထားခဲ့မဲ့အမွေးနှစ်တစ်ခုအနေနဲ့ပုံဖော်လာတာဆိုတော့အလူရဲ့တံပိုးကိုအများကြီးမြင့်တင်လိုက်တဲ့သဘောပဲအဲ့ဒီလိုအတိတ်ပဲဖွင့်တာကတာမန်အလုပ်သမားနေ့တဝင်းလွာတွေထက်ပိုပြီးတော့အတွေ့အခေါ်ပိုင်းဆိုင်ရာစက်နေတော့ဒီချက်ကိုဘလို့အားဖြည့်ထားတာမျိုးတွေ့ရတယ်လေဟုတ်ကဲ့အဲ့ဒီအသေးပဲဖွင့်ဆိုချက်ကိုပိုပြီးခိုင်မာတော့အောင်လို့သူတို့ကစံစာကိုကချက်တစ်ခုတုံးတာတယ်ကိုလိုတဲ့ဩဝါဒစာအခန်းကြီး3အငယ်23ပေါ့ဟုတ်ကဲ့အဲ့ဒီမှာပါတာကတဲ့နိုဒီအဘဲအမှုကိုပြုသည်ဖြစ်စေလူတို့အတွက်မဟုတ်ပဲသခင်ဖျားအတွက်အမှုဆောင်ရတဲ့ကဲ့သို့စိတ်နှလုံးအကျွမ်းမဲ့အကောင်းဆုံးစ조사အားထုတ်မှုဆောင်ရွက်ကြလို့ဆိုတဲ့အချက်ပဲဒီကျန်းစာကိုကားလိုက်တော့နေ့စဉ်လုပ်နေတဲ့အလုပ်တွေကိုဘာသာရေးယုံကြည်ချက်နဲ့ချိပြီးလိုက်တယ်လို့ဖြစ်သွားတာကောအတိအကျပဲဆိုလိုတာကဇိုမီတယောက်လုပ်နေတဲ့အလုပ်တိုင်းဟာပုံမြင့်မြတ်တဲ့ရည်ရွယ်ချက်ရှိတယ်ဖျားသခင်အတွက်ရောမိမိတို့ရဲ့အမျိုးသားရေးညီမချက်အတွက်ပါဖြစ်တယ်ဆိုတဲ့အတီမျိုးပေးခြင်းပုံရတယ်ဒါကမတူကွဲပြားနိုင်တဲ့လူတို့ကိုဘုံယုံကြည်ချက်အောက်မှာစုစည်းဟိုစ조사လာပြီးတော့ ZPCC ရဲ့နိုင်ငံတော်တည်ဆောက်ရေးဆိုတဲ့ project ကိုဘာသာရေးရှုထောင့်ကနေပါ legitimacy ပေးဖို့စ조사တဲ့သဘောလိုမြင်နိုင်တယ်လीဟုတ်ပါပြီအလုပ်ကိုအမျိုးသားရေးပါတာရေးအမြင်နဲ့ပေါင်းဆက်လိုက်တာပေါ့ဒါဆိုရင်ဒီချင်းငါချက်မှာဘလို့အလုပ်အမျိုးစားတွေကိုအတိမတ်ပြုထားလဲဆိုတာစစ်ကြည့်ရအောင်အုပ်စုတွေတူတူစုံတယ်လို့တွေ့ရတယ်နော်ဟုတ်ကဲ့အဲ့ဒီနေရာမှာ ZPCC ကတော်တော်လေးကြဲကြဲပြန့်ပြန့်ကြီးထားတာတွေ့ရတယ်ဇိုကမ်တောင်တန်းတဲ့ဘော်ကရိုးရတောင်ရလုံနေတဲ့လေသမားကြီးတွေကစလို့ပြီးတော့ပညာရှာဖို့ပြပမှာစူးစမ်းနေတဲ့ကျောင်းသားတွေမိသားစုအတွက်အချိန်တွေအများကြီးပေးပြီးအလုပ်လုပ်နေတဲ့မိပါတယ်အကုန်လုံးကိုအတိမတ်ပြုထားတယ်ဒါတင်မကဘူးပိုပြီးထူးခြားတာကလက်နက်ကင်အခန်းကဏ္ဍကလူတွေကိုဂုဏ်ပြုထားပုံပဲလက်နက်ကင်အခန်းကဏ္ဍဆိုတာကဇိုကမ်းမှာတိုက်ပွဲဝင်နေသူတွေလားဒါမှမဟုတ်ဟုတ်နှစ်ခုလုံးကိုဆိုလိုတာတစ်ဖက်မှာကိုမြေကိုကားကွယ်နေတဲ့ဇိုမီအမျိုးသားတမတော်ဇဒန်နေပေါ့နော်အထူးသဖြင့်ဇိုဂမ်တမတော်လို့ပြောကြတယ်ဇိုမီတော်လည်းတမတော်အရှေ့ပိုင်းတိုင်းဇဒါရီ EC ကရဲဘော်တယ်ဟုတ်ကဲ့နောက်ပြီးတော့ online တို့မြေပြင်မှာတခြားနည်းနဲ့ဇိုမီရေးကိုကာကွယ်နေသူတွေအားလုံးကိုဂုဏ်ပြုထားတယ်သူတို့ကိုဘယ်လိုတုံးထားလဲဆိုတော့စွန့်လို့အနစ်နာခံမှုရဲ့တက်ရှိပြယုံညာတဲ့ဒါကသူတို့လုံနေတာဟာတာမန်အလုပ်မဟုတ်ဘူးအသက်နဲ့ရင်းထားတဲ့စွန့်လို့မှုဆိုတာကိုအလေးပေးခြင်းလို့ဒါဆိုကမြေကျွဲချင်းနေပေါ်ပြပရောက်ဇိုမီဒီနဲ့ပတ်သက်လို့ရောဘလို့ပြောထားသေးလဲအထူးသဖြင့် American အလို့သမားနေနဲ့တိုက်ဆိုင်နေလို့ American ရောက်ဇိုမီဒီအကြောင်းပါမှာပဲနော်အဲ့ဒါကဒီကြီးညာချက်ရဲ့နောက်ထပ်အရေးကြီးတဲ့အပိုင်းပဲဇိုကမ်ကကာကွယ်သူတွေကိုဂုဏ်ပြုတယ်လို့ပဲ
အမေရိကန်မှာရှိတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရေးတပ်ဖွဲ့ဒါမှမဟုတ်တခြားပြည်သူဝန်ဆောင်မှုဌာနတွေမှာတာဝန်ထမ်းဆောင်နေတဲ့ဇိုမီစစ်မှုထမ်းတွေကိုလည်းအထူးတလဲဖော်ပြထားတယ် ။ဟုတ်ကဲ့ အလားတူပဲတခြားနိုင်ငံတွေမှာတာဝန်ထမ်းဆောင်နေသူတွေကိုလည်းထည့်ပြောထားတယ်ဒီလိုတာဝန်ထမ်းဆောင်တာဟာသူတို့အခြေချနေတဲ့နိုင်ငံဥပမာအမေရိကန်ဘောတစ္ဆာဆောင်ဒေတာဖြစ်တယ်လို့တစ်ချိန်တည်းမှာပဲဇိုကန်ပတိညင်မှာအခြေခံတဲ့ဇုံမီတွေရဲ့တန်ဖိုးတွေဆိုလိုတာကတစ္ဆာတရားမျှတမှုလွတ်လပ်မှုအပေါ်မှာတစ္ဆာဆောင်တည်မှုလည်းဖြစ်တယ်ဆိုပြီးနှစ်ထပ်ကွန်းအတိတ်ပဲဖွင့်ထားတာကတော်တော်ပါနတ်တယ် ပြီးမှတာဝန်ထမ်းဆောင်နေသူတွေရောဇိုးဟန်မှာတိုက်ပွဲဝင်နေသူတွေရောနှစ်ဖွဲ့လုံးကိုတန်းတူဂုံပြူထားတယ်ဆိုတော့အဲ့ဒါကဘလို့အထီးပဲတယောက်နိုင်မလဲသူတို့အခြေအနေတွေကတော်တော်ကွာနိုင်တာကို ဒါက CBCC တိဆောက်ဖို့စ조사နေတဲ့ပေါင်းစည်းထားတဲ့ဇုံမီအမျိုးသားရဲ့လက္ခဏာကိုပြတာတယ်ဖထဝီအကွာဝေးတဲ့နိုင်ငံသားဖြစ်မှုတွေလက်ရှိအခြေအနေတွေမတူပေမဲ့ဇုံမီတယောက်ရဲ့စ조사မှုတိုင်းဟာဘုံရီမှန်းချက်တဲ့အရေးပါတယ်ဆိုတဲ့ message ပေးချင်တာ ဟုတ်ကဲ့ ဇူကန်းကိုကောက်ွယ်တာရောပင်မကမ္ဘာမှာဒီမိုကရေစီနဲ့တရားမျှတမှုအတွက်ရပ်တည်တာရောနှစ်ခုလုံးကိုတာမိုးထားကြောင်းပြတယ်ပြီးတော့ပြည်ပရောက်ဇူမီရဲ့အောင်မြင်မှုကတနည်းအားဖြင့်ဇူမီအမျိုးသားဂုဏ်ကိုမြင့်တင်ပေးတယ်လို့ဆိုလိုရင်ပဲ စမူထာနီအမကျင်ရောတခြားပြည်ပရောက်ဇူမီတွေရဲ့လုံအားကိုဘယ်လိုဖော်ပြထားသေးလဲသူတို့ရဲ့နေစဉ်အလုပ်ကင်တွေပေါ့ အဲ့ဒါလည်းအခြေအဝင်ပြောထားတယ်စက်ယုံတွေလေယာတွေစေးယုံတွေစာသင်ခန်းတွေကိုယ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းတွေပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေဒီလိုနေရာအစုံမှာစ조사ပန်းစားလုပ်နေကြတဲ့ဇူမီတိုင်းကိုအတိမပြုထားတယ် သူတို့ရဲ့စူးစမ်းမှုဇွဲလုံလော်တွေကိုဂုံပြူထားတာပေါ့ ဟုတ်တယ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကသူတို့ရဲ့ကြိုးပမ်းမှုတွေကို American အိမ်မက် American Dream နဲ့နိုင်ရှင်ပြီးပြောထားတာစွန့်လွတ်မှုတွေကိုအခွင့်အလမ်းအဖြစ်အခက်အခဲတွေကိုမျောလင်းချက်အဖြစ်ပြောင်းလဲပြီးစ조사နေကြတယ်ဆိုပြီးတော့လေ အော်ဒါကပြည်ပြောက်ဇူမီတွေရဲ့အတွေ့အကြုံကိုသူတို့အခြေချနေတဲ့နိုင်ငံရဲ့ဇာတ်ကြောင်းနဲ့ချိတ်ဆက်လိုက်တာပဲသူတို့ရဲ့လှုပ်အားကကိုမိသားစုအတွက်အပြင်တခြားဘသူတွေကိုအကျိုးပြုသေးတယ်လို့ဆိုထားပါတယ်လေ အဲ့ဒါလေရှင်းရှင်းလင်းလင်းပြောထားတယ်သူတို့ရဲ့လှုပ်အားဟာကိုမိသားစုတွေကိုထောက်ပံ့တာတစ်ခုတည်းမဟုတ်ဘူးသူတို့အခြေချနေတဲ့ဒုတိယနေရဖြစ်လာတဲ့လူအဖွဲ့အစည်းတွေနိုင်ငံတွေကိုပါအားကောင်းစေတယ်တိုးတက်စေတယ်ဆိုပြီးတော့ ဟုတ်ကဲ့ ဒါကဇူမီဒီဟာဘယ်နေရာရောက်အပြုတ်တဘောဆောင်တဲ့တန်ဖိုးရှိတဲ့အဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာကိုအလေးပေးခြင်းတဲ့သဘောပဲတစ်ချိန်တည်းမှာပဲဒီလိုအတိမပြုမှုကပြီးပြောဇူမီဒီကိုသူတို့လုံးနေတဲ့အလုပ်တွေနဲ့တဆင်ဇာတိမီနဲ့အမျိုးသားရဲ့ရီမန်းချက်ကိုတွဲဝိုက်ပြီးအကျိုးပြုနေတဲ့ဆိုတဲ့ခံစားချက်မျိုးပေးနိုင်တာပေါ့ ဟုတ်ပါပြီဒါဆိုရင်အလုပ်ဆိုတာကိုရုပ်ပိုင်းဆိုင်ရာလော့အားလက်နက်ကင်တာဝန်နေ့စဉ်အသက်မွေးဝမ်းကြောင်းအလုပ်တွေအထိကြဲကြဲပြန့်ပြန့်အတိအမှဖြူထားတာတွေ့ရပြီဒီထက်ပိုကျပြန့်တဲ့ပန့်ပိုးမှုပုံစံတွေကိုတော့ထည့်စဉ်းစားထားသေးလား အဲ့ဒါကနောက်ထပ်ဆင့်တက်သွားတဲ့ကပိုင်းပေါ့အကြီးညာချက်ကအယုတ်ပိုင်းဆိုင်ရာတိုက်ရိုက်လုတ်အားမဟုတ်ပေမဲ့ဇိုကန်ရဲ့ကြိုးပမ်းမှုအတွက်အရေးပါတဲ့ပန့်ပိုးမှုတွေကိုလည်းအလုပ်တစ်မျိုးဖြစ်အတိမတ်ပြုထားတယ်ဇိုကန်ရဲ့ခေါင်းဆောင်တွေနောက်ွယ်ကထောက်ခံသူတွေမိတ်ဆွေတွေကိုဂုဏ်ပြုထားတာ အော်သူတို့ရဲ့ပတ်မှုမှုပုံစံတွေကဘယ်လိုမျိုးတွေလဲ ပုံစံတွေကစုံရတာပဲငွေကြေးထောက်ပံ့တာထောက်ပံ့ပို့ဆောင်ရေး logistic ကူညီတာပစ္စည်းအတောင်းဆောင်လူတာအစားအသောက်ပို့ပေးတာတခြားအလူငွေတွေထည့်တာဒါတွေကရုပ်ပိုင်းဆိုင်ရာအကူအညီတွေပေါ့ ဟုတ်ကဲ့ အဲ့ဒါဒီအပြင်မရင်မရင်စီလုံးညီညွတ်မှုပြတာစူတောင်းပေးတာနိုင်ငံတကာမှာစီယုံလုံဆောင်မှု advocacy လုပ်ပေးတာအားပေးစကားပြောတာဒီလိုရုပ်ပိုင်းဆိုင်ရာမဟုတ်တဲ့ပံ့ပိုးမှုတွေလည်းပါတယ်လို့ဆိုထားတယ် ဒါဆိုတော်တော်လေးချေပြန့်သွားပြီနော်ဆိုလိုတာကတိုက်ပွဲဝင်တာလေလုတ်တာစက်ယုံသွားတာတွေမဟုတ်ပြည့်အစည်းအဝေးတက်တာအလူငွေထဲတာဒါမှမဟုတ် Facebook မှာထောက်ခံတဲ့ post တစ်ခုတင်တာမျိုးကိုတောင်ဇိုမင်းအမျိုးသားရေးတီဆောင်မှုမှာပါဝင်တဲ့အလုပ်တစ်ခုဖြစ်တံပိုးထားတယ်ဆိုတဲ့သဘောလား အတိအကျပဲကျညာချက်ထဲမှာတုံးထားတဲ့စကလုံးအတိုင်းဆိုရင်လေရုပ်ဝတ္ထု PC ပေးကမ်းသူတွေကနေစုတောင်းခြင်းစီယုံလုံဆောင်မှုအားပေးခြင်းတို့ဖြင့်လှုပ်ဆောင်နေသူတွေအထိပါဝင်မှုတိုင်းဟာဇိုမီအမျိုးသားရဲ့မျောလင့်ချက်ကိုလောင်စာဖြည့်တယ်လို့ဆိုထားတယ် ဒါကလူတိုင်းကိုအရေးပါတဲ့တမိုးရှိတဲ့ဆိုတဲ့ခန်းစားချက်ပေးချင်တာပဲဖြစ်မယ် ဟုတ်တယ်လို့ထင်တယ်ပြီးတော့ဇိုဂမ်ပတိညင်ကိုကိုကားပြီးတော့စူပေါင်းလို့ဆောင်မှုနဲ့စီလုံးညီညွတ်မှုကသာ
ဇိုမီတွေရဲ့အခွင့်အရေးအရင်အမြစ်နဲ့အနာဂတ်ကိုကာကွယ်ဆောင်နိုင်မယ်လို့လေသတိပေးထားတယ်ဆိုတော့တယောက်ချင်းရဲ့တဲငယ်ပုံရတဲ့ပတ်ပိုးမှုတွေစုလိုက်ရင်ကြီးမားတဲ့အမျိုးသားရေးရည်မှန်းချက်ကိုဘလို့အထောက်ကူပြုလဲဆိုတာကိုပြောချင်တာကို စုပေါင်းအားထုတ်မှုရဲ့အရေးပါပုံကိုပြောရင်းနဲ့ဟွာအမျိုးသားရေးအမှတ်သိမ့်ခဲ့တဲ့တွေကိုလည်းထည့်ပြောထားတယ်နော်ဇိုမီအလံကြောင်းလေး ဟုတ်ပါတယ်ဇိုမီအလာမှာပါတဲ့အယောင်တွေရဲ့အတိတ်တွေကိုရှင်းပြပြီးအလုတ်ဆိုတဲ့ idea နဲ့ချိတ်ဆက်ထားတယ်အနီရောင်ကစွန့်လွတ်အနစ်နာခံမှုအဝါရောင်ကအောင်ပွဲအစင်းရောင်ကတာယာဝေးရမှုပေါ့နော်အဲ့ဒါတွေကိုဘယ်လိုချိတ်ဆက်ထားလဲ ကျင်ညာချက်ကဒီအယောင်တွေကိုအတိတ်ကမျိုးဆက်တွေရဲ့စွန့်လွတ်မှုအနည်းလက်ရှိမျိုးဆက်တွေရဲ့ကြိုးပမ်းမှုတွေကနေရလာမဲ့အောင်ပွဲအဝါပြီးတော့အနာဂတ်မျိုးဆက်တွေအတွက်မျှော်မှန်းတဲ့တာယာဝပြောမှုအစင်းတွေနဲ့ဆက်ဆက်ပြထားတယ်။ဒါကဇိုမီရီရဲ့နေစဉ်စူးစမ်းမှုတွေဟာတမိုင်းနဲ့ရောအနာဂတ်နဲ့ပါဆက်ဆက်နေတယ်ဆိုတဲ့အားကောင်းတဲ့ဇာတ်ကြောင်းဖန်တီးလိုက်တာပဲ။သူတို့ရဲ့အလုပ်ဟာဒီအမျိုးသားရေးသင်္ကေတတွေထဲမှာအသေးပဲရှိနေတယ်လို့ပြောချင်တဲ့သဘော။ ဟုတ်ပါတယ်ဒီလောက်ကျေပြန့်တဲ့အတိပဲဖွင့်ဆိုမှုတွေအားပေးမှုတွေလုပ်ပြီးတဲ့နောက်မှာလက်တွေ့ဘာလုပ်ရမလဲဆိုတဲ့လမ်းညွှန်ချက်တွေရောပါသေးလား CPCC ကအလုပ်သမားနေ့မှာကဘာတဝန်းကဇိုမီတွေကိုဘာတွေလုပ်ဖို့တိုက်တွန်းထားလဲ အဲ့ဒါကကျင်ညာချက်ရဲ့အဆုံးပိုင်းမှာပါလာတယ်လက်တွေ့ကြတဲ့လောက်ဆောင်ရန်တိုက်တွန်းချက် call to action ပေါ့လေကဘာနန်းကဇိုမီတွေကိုသူတို့ရဲ့နိုင်ငံတော်တိစောရေးလုပ်ငန်းတွေကိုပြန်ပြီးစမ်းစစ်တောင်းတဖို့တိုက်တွန်းထားတယ်အဲ့ဒီလုပ်ငန်းတွေဆိုတာကိုလည်းတိတိကျကျပြောထားတယ် ဘယ်လိုအချက်တွေပါလဲရှင် ဒီကလေးချက်တွေ့ရတယ်ခင်ဗျတကစီလုံးညီညွတ်မှုတိဆောက်ဖို့နှစ်ကမိမိတို့ရဲ့မြေယာကိုကကွယ်ဆောက်ရှောက်ဖို့သုံးကဇိုမီဘာသာစကားနဲ့ယဉ်ကျေးမှုကိုမြင့်တင်ဖို့လေကတော့ဇိုမီကလေးတိုင်းအတွက်ဂုဏ်တိခါရှိတဲ့အနာဂတ်ကိုပွန်ဖို့ဖန်တီးပေးဖို့ဒါတွေကအစပိုင်းမှာပြောခဲ့တဲ့အလို့ရဲ့ကျဲပြန့်တဲ့အတိတ်တွေကိုလက်တွေ့လှုပ်ဆောင်ရမယ်နေပဲဒီအထစ်ချပြစ်လိုက်တာဗော ဟုတ်ပါတယ်ဒီတိုင်းလုတ်ပါလို့တိုက်တွန်းရုံမဟုတ်ဘူးအားပေးတဲ့စကားလုံးတွေနဲ့လည်းတွဲပြီးပြောထားတယ် ဟုတ်တယ်နော်ဘလို့အချက်တွေကိုအဓိကအားပေးထားလဲ အဓိကအားပေးတိုက်တွန်းချက်၃ခုပေါ့တိမျောလင်းချက်နဲ့အလုံးလုံးပါတဲ့ဇိုကမ်ချက်အနာဂတ်တောက်ပါတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ကြိုးစားဖို့နှစ်စီလုံးညီညွတ်မှုနဲ့အလုံးလုံးပါတဲ့ကွဲပြားနေတဲ့လက်တွေဟာနိုင်ငံတော်ကိုမတိဆောက်နိုင်ဘူးဆိုပြီးစုစည်းမှုရဲ့အရေးပါပုံကိုအလေးပေးထားတယ်၃ယုံကြည်ချက်နဲ့အလုံးလုံးပါတဲ့သစ္စာနဲ့တရားမျှတမှုပေါ်အခြေခံတဲ့လုံအံ့ကိုအနန္တတန်ခိုးရှင်ဘုရားသခင်ကကောင်းကြီးပေးတယ်ဆိုတဲ့ဘာသာရေးယုံကြည်ချက်နဲ့လှုပ်ဆောင်ဖို့အားပေးထားတယ် ဒီတိုက်တွန်းချက်တွေအားလုံးရဲ့နောက်ဆုံးရည်မှန်းချက်ကိုလည်းပြောထားသေးတယ်နော် ဟုတ်ကဲ့အဆုံးစုံမှမှန်းချက်ကတော့လွတ်လပ်မှုနဲ့ Federal ဇိုဂန်နိုင်ငံတော်တွေကိုအမြင့်ဆုံးရောက်ရှိစေရန်ဆိုပြီးဖော်ပြထားတယ် နောက်ဆုံးမှာ ZPCC ရဲ့အဓိကတန်ဖိုးတွေဖြစ်တဲ့သစ္စာတရားမျှတမှုလွတ်လပ်မှုဆိုတာလေးကိုလည်းထပ်လောင်းအလေးပေးထားတာတွေ့ရတယ်ဒါကသူတို့ရဲ့လှုပ်ရှားမှုအလုံးဒီအခြေခံမှုတွေပေါ်မှာရှိတယ်ဆိုတာကိုပြန်အမှတ်ရစေချင်လို့ထင်တယ် မှန်ပါတယ်ဒီတန်ဖိုးတွေကိုထက်ခါထလဲလဲပြောချင်းအဖြစ်ဇိုမီရီရဲ့ဂျိုးပမှုမန်တမယာဟာဒီမုံမြတ်တဲ့ရီမန်းချက်တွေ့ပွဲနိုင်ငံတော်တိဆောက်ရေးဆိုတာဒီတန်ဖိုးတွေကိုလက်တွေ့ဖော်ဆောင်တာပဲဆိုတာကိုသတိပေးနေတာပေါ့ဒါကလူအားရဲ့အတိပဲကိုပုံနှဆိုင်စေတယ်လို့လူတွေကိုစီယုံရမှာလေအရေးပါတယ်လीကောင်းပါပြီဒီနေ့ကျမတို့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်အောင်နော် ZPCC ရဲ့စက်တင်ဘာ10ရက်နေ့ကြီးညာချက်ကအမေရိကန်အလုပ်သမားနေ့ကိုအခွင့်ကောင်းယူပြီးတလို့ဆိုတဲ့စကားလုံးကိုတော်တော်လေးကျေပြန့်အောင်အတိတ်ပဲဖွင့်သွားတယ် ဟုတ်ကဲ့ဇိုးကောင်းကလက်သမားတွေစစ်မြေပြင်ကကာဝဲသူတွေပြေးပါကပညာတတ်တွေစစ်မှုထမ်းတွေနေ့စဉ်အလုပ်လုပ်နေသူတွေနောက်ခွဲကနေငွေအားလူအားစူတောင်းမှုအားနဲ့ပံ့ပိုးနေသူတွေအားလုံးရဲ့ကြိုးပမ်းမှုတွေကိုဇိုမီနိုင်ငံတော်တိဆောက်ရေးဆိုတဲ့ပုံရိပ်မှန်းချက်အောက်မှာစုစည်းပြီးတန်ဖိုးရှိတဲ့အလုပ်တွေအဖြစ်ဖော်ခဲ့တယ်ဟုတ်ကဲ့အဲ့လိုပုံဖော်ရမှာအမျိုးသားရေးလက္ခဏာဘာသာရေးယုံကြည်မှုအမျိုးသားရေးသင်္ကေတတဲ့ပြီးတော့အဓိကတန်ဖိုးတွေဖြစ်တဲ့သစ္စာတရားမျှတမှုလွတ်လပ်မှုတို့ကိုဘာနာနဲ့ရော့ရက်အသုံးပြုသွားတာတွေ့ရတယ်ခင်ဗျာ ဟုတ်ကဲ့အဲ့တော့နောက်ဆုံးအနေနဲ့စဉ်းစားစရာချက်လေးများထပ်ဖြည့်ဖြည့်ရှိအောင်မလား ဟုတ်ကဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့အကြုံတင်ပြချင်တာကတော့ဒီကျင်ညာချက်မှာထင်ရှားနေတဲ့အချက်တစ်ခုကအလွာပေါင်းစုံကိုတစ်ခုတည်းအဖြစ်ပေါင်းစပ်ဖို့ကြိုးစားထားတာပဲတစ်ဖက်မှာအမေရိကန်လိုအခြေချနေတဲ့နိုင်ငံတွေမှာတာဝန်ကျတဲ့နိုင်ငံဒါကောင်းအဖြစ်ပါဝင်မှုစစ်မှုဌာနအလုပ်လုပ်တာမျိုးကိုအတိမပြူတယ်ဟုတ်ကဲ့နောက်တစ်ဖက်မှာ
ဇာတိမြေဇောကန်ဝဲအမျိုးသားရေးရုန်းကန်မှုကိုအားပေးတယ်။တစ်ချိန်တည်းမှာပဲဒီအလောက်အလုံးကိုဘာသာရေးယုံကြည်မှုထင်ရှားတဲ့အမှုဆောင်ရွက်ခြင်းနဲ့အခြေခံပြီးလုပ်ဖို့တိုက်တွန်းထားတယ်။ဆိုတော့ဒီလိုအလွှာဆုံးနိုင်ငံသားဖြစ်မှု civic identity အမျိုးသားရေးလက္ခဏာ national identity နဲ့ဘာသာရေးယုံကြည်မှု religious identity တို့ကိုပေါင်းစပ်ထားတဲ့ရှုမြင်ပုံကလေ ဟုတ်ကဲ့ အနာဂတ်မှာဇိုမီအတိုင်းအဝိုင်းရဲ့အတွင်းစီလုံးညီညွတ်မှုကိုရောကမ္ဘာအတိုင်းအဝိုင်းနဲ့ဆက်ဆံရေးမှာပါဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာမလဲသူတို့ရဲ့ပါဝင်ပတ်သက်မှုတွေကိုဘယ်လိုပုံဖော်သွားမလဲဆိုတာကတော့ဆက်ပြီးစိတ်ဝင်စားစောင့်ကြည့်ရမယ့်မေးခွန်းတစ်ခုဖြစ်ပါတယ်လို့ပဲသုံးသပ်တင်ပြချင်ပါတယ်ခင်ဗျာ